Kavama Kala, I think don't tell you, the Buddhist. The Buddha, he knows about all color of chapter. To English, I think, to be okay. Payashian Kala, about the Kana Korea, any race, take a race out loader, Kala, take a race out loader. Buddha, the Subashi did it. Kala, Chera, Mu Kana Korea told her, the block on a tree called Uebuya. There's a son of Savai. In this alone called Dojan, my name is Zidu Dojan Taba, Taran Utando, Uebu, Zion Pairiva. Ela tuပြောခဲ့တာအခုကြည့်လေခန္ဓာကိုယ်ရဲ့ထွက်လာအဲ့ဒါဇောင်းနှန်းကြီးမှာတွားကြည့်လိုက်တဆူတယ်ဟုတ်ပြီနော်ဒီကပါတယ်လေဘယ်ဘက်ပခုံးကရေညာဘက်ပခုံးကမီအဲ့ဒီမှာနီလပီတန်လောဟိတနဲ့ဩရဒဆုံကြီးမင်းစိတ်ထနဲ့ပါပါသရာဂုံတက်ငွေလင်းသည်ကြီးညိုဝဲကောင်းလေသည်ရောင်ကြီးတော့60ကုန်မျိုးလိုက်တာအဲ့ဒီကြတော့မှဥသမ်းမြင့်ကပြောခဲ့တဲ့စိန်ပါတီရဲ့လက်ရနာကဒီဘက်နာနှခေါင်းလေးရလေလက်ရနာကရီလင်းစီနဲ့လက်ဝဲနာကရွှေတန်နမီအဲ့ဒီမီးနဲ့ရေတဲ့ကြားကိုနီလာပီတန်လောဟိတနဲ့ညိုသောရောင်ကြီးအဲ့ဒီမှာအညိုအရွှေအပြာရောင်ကြီးတော့6တွေ့တွေကအဲ့ဒီရေမီးဖြစ်တာဟာလှပြီလားဗျာလှဘယ်ပါးစပ်တွေအဖောင်းသားဖြစ်သွားတာထမင်းမစားနိုင်ဘူးဖြစ်သွားတာငဲပြီးတော့မှတာဝင်မင်းနေဟုတ်ပြီနော်ညိုသောရောင်ကြီးနေသောရောင်ကြီးရွှေသောရောင်ကြီးဖြူသောရောင်ကြီးကြီးညိုပဲကောင်းပါတယ်မောင်းသောရောင်ကြီးပြိုးပြက်တခဲနေတဲ့ရောင်ကြီးတို့သည်မိ6ပွားတောက်ပွားရောင်ကြီးရွှေဖုံးသောရောင်ကြီး6ရောင်ကုန်မြူငဲပြီးတော့တော်တော်နာမင်းကြီးရောအကုန်လုံးယမကပါရိယအစုံဒီဘက်ကမွေးညင်းတစ်ခုကရေဒီဘက်တစ်ခုကမီအဲ့ဒီမှာရောင်ကြီးတော့6သွဲဖြတ်မြက်ခုံးမွေးလေးတစ်ခုတစ်ပုံမှာရေဒီဘက်မြက်ခုံးလေးကမီအဲ့မှာရောင်ကြီးတော့6သွဲဖြတ်ဆိုတော့ဟာယမကပါရိယတကူအဲ့လိုပြလိုက်တော့မှလာပြီဗျပြလိုက်ပြီအော်ယေစရိယံအော်အဘုဒ္ဓံအော်ဝဲကောင်းလိုက်တော့ဗန္ဒီရှင်မြတ်ဖရာလာပြီဗျမန်ကြတော့မယ်ကြည့်တာသောရဏမင်းကြီးကကြုံကြီးထိုင်ပြီးတော့ဘယ်ဘက်ပခုံးမောတခါတည်းသူ့ရဲ့ဝက်လဲတော့တင်လိုက်ပြီးဗန္ဒီသားတော်ဖရာတုံမကန်ဇာတဒီဝသိရှင်ဖရာလေးကိုမွေးတဲ့နေ့မှာဒေဝိလယသိကြီးကိုအရှင်မရမွေးတဲ့နေ့မှာလေရှင်မရမွေးတဲ့နေ့မှာခို့ဒေဝိလယသိကနတ်ပြည်ကနေဆင်းလာတာသုရဏမင်းကြီးရဲ့ဆက်ရဒေဝိလယသိကြီးနတ်ပြည်မှာနတ်ပြည်6တာမှာတက်တဲ့နတ်ပြည်6တာမှာဆုံးဖုံးပေးပြီးရင်သတင်းသုံးတာအဲ့ဒီနေ့ကျတော့နတ်သမီးတွေကကကြခုံညပျော်မြူးနေကြတာအဲ့ကကြခုံညပျော်ဟဲ့ကောင်မတွေဘာဖြစ်တာတော့ပျော်လာ ਈ လားဆိုတော့ဟာအရှင်မရလည်းလူပြည်မှာလောင်းတော့မွေးပြီလေဟေးဘယ်မှာမွေးတာလဲကပ်ပိလူလေဟာကပ်ပိလူကဘယ်လိုရှိမလဲတော်ရနာငါတကာကွာလို့ပြန်ဆင်းတာအဲဒီကျမှဒေဝလိုက်တဲ့ဆင်းလာပြီးတော့မှမင်းကြီးခလေးလေးမွေးတယ်ဆိုဟာမွေးတယ်ဗျာအရှင်မရောက်အောင်တပြီးတော့သတိရနေတာပြဆန်းဆိုတော့ဟေးဂေါရသန်းဆိုပြီးတော့လက်ဦးလေးချီပြီးတော့တို့အလောင်းတော်ကရေသေးကြီးရဲ့ခေါင်းပေါ်ကိုဖြတ်ဆိုပြေးတက်လိုက်တာဗယမနတပုံနာအဲ့ဒီဒေဝလရေသေးကြီးရဲ့မတ်တကေခေါင်းပေါ်မှာပရိဋ္ဌိတီတာကိုဒိတ်သွားပြီးမြင်တော့ကအဟံတပိတော်ဒီတုံမကံရှင်ဘုရားတို့ရဲ့ပါရီခြေတော်တို့ကိုဝင်ဒီရှ िख ိုးခဲ့ပါတယ်ဘုရားအရင်မေးပထမဝန္ဒနာအဲ့ဒါပထမရှ िख ိုးတာပါဘုရားဟုတ်ပြီနော်ဝဘမင်္ဂလာဒီဝသေးလေထုံမင်္ဂလာကျင်းပါတဲ့အခါမှာဟောဇဗုစာယယအပရိဝတ္တနံဒိတ်သွားပြီးအရှင်မယားကိုဇဗုတပိရင်မှာတိတ်ထားတာတရားလေးထိုင်လို့နေတာစောင်းမင်းစောင်းသွား냐တော့လေဇဗုတပိရိတ်ကမစောင်းပါအဲ့ဒါကိုဒိတ်သွားပြီးကြည့်မြင်လိုက်ရတော့ကလည်းတပည့်တော်ရှ िख ိုးခဲ့ပူပါတယ်အရင်မေဒုတိယဝန္ဒနာအဲ့ဒါဒုတိယကျိန်ရှ िख ိုးတာပါဖေကသားကိုရှ िख ိုးတာမင်းကြီးကဟာဣဒံနိပါဏယခုခါမှာတော့နီလပိဒံလောဟိတနဲ့ဩရဒစုံကြီးမင်းစိတ်ထနဲ့ပါပါသရာမမြင်ဘူးတာကိုမြင်ရပါပြီအရိဒပုပ္ပံရောင်ကြီးတော်6သွေတွေကုံမြူးလို့ရေမီးဆုံးဇမကပါရိပြတကိုးပြရရဲ့ကိုဒိတ်သွားပြီးမြင်လို့အခုခါမှတပိတော်သည်အရင်မေဣဒံအခုခါမှဒုတိယတတိယ3ကြိမ်မြောက်ရှ िख ိုးပါပြီဖယား3ကြိမ်မြောက်ရှ िख ိုးလိုက်ပါပြီဖယားလို့အဖေကရှ िख ိုးတော့မှအဲ့ဒီကြံတဲ့အမျိုးသားအမျိုးသမီးတွေဝိုင်းကြောတာဟုတ်လားဘယင်သူ့ဖယားတော့ကြောပြီသားကွေကောလီရောကြောတာချိ